ကမူရွာစီတဲ့လားရင်ကိုခွေစားနေပတ်လို့မြေရီစီချာပြန်လာခြင်းနဲ့ချောင်းရီတော့ဖြစ်ပါဒီလိုမျိုးပဲလာရင်အသက်ရှူချလာတယ်ဒီတိုင်းဆက်သွား